ကုန်ဒီမှာအရေးကြီးတဲ့ core server တွေ firewall တွေနော် database တွေဒီသက်ဆိုင်ရာ data အလိုက်သက်ဆိုင်ရာ department အလိုက်တင်ထားတဲ့အရေးကြီးတဲ့ storage data တွေဒါတွေကိုပုံမှန်အဖြစ်ဆိုရင်password တွေပါခံထားတယ်ပေါ့ဗျာအဲ့တော့ဒီခံထားတဲ့အချိန်မှာဒီ admin ကတော့သူ admin password အနေနဲ့ရှိပေမဲ့ဒီသက်ဆိုင်ရာဝန်ထမ်းတွေID ဆိုလဲ ID junior တွေကဒီ server တွေမှာဝင်ပြီးတော့ပြုပြင်ပေးရတာတွေခါကြလို့ရှိရင် AD ကို run ပေးရတာမျိုးတွေရှိတယ်အဲ့တော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူတို့သုံးဖို့အတွက်ကိုဒီအချိန်အတွက်တီးတန့်မဲ့ကိုက password ထုတ်ပေးခြင်းတယ်ဒါလုပ်လို့ရလားဆိုရင်လုပ်လို့ရတယ်အဲ့တော့ဒီ password တွေကဘာကြောင့်လဲဆိုလို့ရှိရင်အရင်တော့ကဒီ password တွေကိုကျွန်တော် admin ID admin ကသူတည်မြဲ password share ပေးလိုက်တဲ့အချိန်မှာဒီဝန်ထမ်းအလုပ်ထွက်သွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုအလုပ်ထွက်တဲ့အချိန်မှာကိုကနေပြီးတော့မဟုတ်တာလုပ်ဖို့ကြံစီခဲ့မယ်ပေါ့ဗျာဒါဆိုလို့ရှိရင်ဒီ password တွေကပါသူ့စီမှာလည်းပါသွားတယ် ID admin ကလည်းဝန်ထမ်းတယောက်ထွက်တိုင်း password တွေတော်ပြင်ပေးနေရတယ်အဲ့လိုအခက်အခဲရှိတယ်အဲ့ဒီအခက်အခဲကိုဖြေရှင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့က Fortinet မှာဆိုရင် product တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင် FortiPAN အဲ့တော့ FortiPAN ဆိုတာဘာလဲဆိုတာဒီဗီဒီယိုထဲမှာပြပြပေးသွားမယ်ကျွန်တော်တို့စလိုက်ကြအောင်အဲ့တော့အလွယ်ကူဆုံးမြင်အောင်ပြောရမယ်ဆိုရင် FortiPAN ဆိုတာ Fortinet privilege access management ခေါ်တယ်အဲ့တော့အရေးကြီးတဲ့ဒီ server တွေ data တွေကိုသူကတင်ထားပြီးတော့သူတို့အတွက်ကိုယုံကြည်လို့ရအောင် director level အဆင့်ဒါမှမဟုတ်ရှင်လည်းMD level အဆင့် C level အဆင့်လောက်လူပါပဲခြင်ထားတယ်သူမှမဟုတ်ဘဲနဲ့ဒီထဲက data တွေကိုဘယ်သူမှဝင်ကြည့်လို့မရအောင်ကာထားပေးထားတယ်ပေါ့နော်အဲ့တော့တခုရှိတာကသူကခြင်ထားတာဟုတ်ပါပြီကျွန်တော်တို့ကခုနကလိုမျိုး junior တွေကဝင်ပြင်ရတော့မယ်AD access တွေဝင်ပြင်ရတော့မယ်တို့ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့တွေခါချားကြရင်ရှိရလေဒီ Forti switch တွေ Cisco switch တွေဆိုလို့ရှိရင်လည်း update တင်လို့ရှိရင် admin password ဆိုပြီးရိုက်ထည့်ပေးရတာရှိတယ်အဲ့လိုအချိန်မျိုးမှာသူက one time password အနေနဲ့ OTP သဘောမျိုးဒါပေမဲ့ OTP လည်းမဟုတ်ပြန်ဘူး OTP ကကြတော့သူကတစ်ချိန်ပဲသုံးလို့ရတယ်ဒါပေမဲ့ဒီ FortiPAN အောက်ကသွားတဲ့ဒီ password ကကြတော့ randomly change ပေးနေရကိုကတတ်မှတ်တယ်3ရက်အတွင်းဝင်လို့ရတဲ့ password တို့5ရက်အတွင်းဝင်လို့ရတဲ့ password ဒါမျိုးတွေခွဲထားလို့ရတယ်အဲ့တော့တမာရွေးကြအဖြစ်ဆိုလို့ရှိရင် ID သမားတွေက server တွေကိုတိုက်ရိုက်ထည့်ကြမလို့တော့ဘူးဒီဟာလေးကိုရိုက်ထည့်ပြီးတော့လွယ်လွယ်ကူကူဒီ server update လုပ်တာတွေ upgrade လုပ်တာတွေဒါမျိုးတွေအကုန်လုံးလုပ်သွားလို့ရတယ်ပေါ့အဲ့တော့ပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုရင် FortiPAN က credential voting နဲ့ zero trust access အဲ့ဆိုလိုချင်တာကpassword တွေကိုသူကအလိုအရောက်ပုံမှန် rotation လုပ်ပေးထားတာကြောင့်အပြင်လူတွေဒါမှမဟုတ်ဝန်ထမ်းတွေကနေပြီးတော့ password ကိုခွဲယူသွားဖို့လုံးဝမဖြစ်နိုင်တော့ဘူးနောက်ဒုတိယတစ်ချက်အနေနဲ့ကျတော့သူကsession recording and real time monitoring အဲ့တော့ဘယ်သူကဘယ်အချိန်မှာဝင်သွားလဲဆိုတာကိုသူကအချိန်နဲ့တပြေးညီလုပ်ပြီးဘယ်အကောင့်နဲ့ဟိုသဘောအဖြစ်ဒီလူကကျွန်တော်တို့ရုံးကထွက်သွားတာတစ်လလောက်ရှိပြီဒါပေမဲ့သူ့ရဲ့အကောင့်နဲ့တွဲထားတဲ့ email တွေ server email တွေ data တွေဖြစ်ဖြစ်လို့မရဘူးတင်ထားတယ်ဒါပေမဲ့သူ့အကောင့်နဲ့ဝင်သွားတယ်ဆိုလို့ရှိရင်ဒါတရားရောက်ကသူ့အကောင့်သုံးသွားတာမျိုးဒါဟုတ်လို့ရှိရင်ခါကျရင်ရှိရလေကျွန်တော်တို့ရုပ်ရှင်ကားတွေထဲမှာတွေ့ဘူးသလိုပဲကိုကသူများအကောင့်ကိုယူသုံးပြီးတခြားလူဒုက္ခပေးခဲ့တာမျိုးပေါ့ဒါမျိုးတွေကိုပါစစ်ဒါမျိုးတွေကိုပါစောင့်ကြည့်လို့ရတယ်နောက်တစ်ခုကကြတော့ဒီset တစ်ခုကိုကျွန်တော်တို့ကFortiPANနဲ့အုပ်ထားလိုက်ပြီဆိုလို့ရှိရင်ဒီလူကနေပြီးတော့ဒီ user ကနေပြီးတော့ဒီ set ပေါ်မှာလာပြီးသုံးတယ်ဆိုရင်သူရိုက်တဲ့ keyword တွေအစစာလုံးတစ်လုံးချင်းစီအစကျွန်တော်တို့ recording ယူထားလို့ရတယ်အဲ့တော့ဘာတွေလောက်သွားခဲ့လဲ mouse ဘယ်နှချက် mouse ကို left click ဘယ်နှချက်နှိပ်ထားခဲ့လဲ right click ဘယ်နှချက်နှိပ်ထားခဲ့လဲဆိုတာကိုကျွန်တော်ကြည့်လို့ရတယ်တတိယတစ်ချက်အနေနဲ့ကကြတော့ JIT acceleration and access and approval workflow just in time access and approval workflow လို့ခေါ်တယ်အဲ့တော့အပြင်က vendor က server ထဲကိုဝင်ပြင်ကျင်နေဆိုရင်
IT manager စီကိုလှမ်းခွင့်ပြုချက်တောင်းရတဲ့ပုံစံမျိုးပဲအဲ့တော့ခွင့်ပြုပေးလိုက်တဲ့2နာရီ3နာရီအတွင်းမှာပဲဝင်ခွင့်ရှိတယ်အဲ့ထက်ကျော်သွားလို့ရှိရင် access တစ်ခေါက်ပြန်တောင်းရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ backdoor ထားခဲ့တာတော့လုပ်လို့မရတော့ဘူးဘာကြောင့်လဲဆိုတော့သူအဲ့2နာရီပြည့်သွားလို့ရှိရင်ကျွန်တော်ဝင်တဲ့ပတ်လမ်းကြောင်းတွေအကုန်လုံးက defree ဖြစ်သွားပြီးတော့အသစ်ပြန်ပြီးတော့ချိန်သွားပြီနောက်ထပ်လမ်းကြောင်းတစ်ခုချိန်သွားပြီအဲ့တော့အနည်း6လရမယ်ဆိုလို့ရှိရင်ဒီ 40 pam ဆိုတာကရုံးရဲ့အရေးကြီးဆုံး infrastructure ဒီထဲမှာဝင်လို့ရမယ်ဒီဝင်ပြီးပြင်လို့ရမယ် data တွေပြင်လို့ရမယ်ဒီလမ်းကြောင်းတွေ access တွေကိုစနစ်တကျထိန်းချုပ်ထားပြီးထားတယ်ဒီprivilege access privilege management system တခုမှတ်ထားရင်ရပြီအဲ့တော့အရင်တော့ကတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာဒီ 40 pam နဲ့ပတ်သက်ပြီးတော့တော်ရုံမမေးကြအောင်ဘာကြောင့်ဆိုဘလို့အဘူးလို့လည်းထင်ကြတယ်ပေါ့နော်အခုနောက်ပိုင်းဒီတချို့ multinational company တွေတခါကျရင်တချို့ ISO standard ညီအောင်လုပ်နေတဲ့ company တွေမှာဆိုရင်တော့ pam ကိုသုံးလာကြပြီအဲ့တော့ဒီဗီဒီယိုလေးမှာ40 pam ကိုအနေအချင်းလောက်တော့သဘောပေါက်သွားကြပြီလို့ထင်တယ်40 pam နဲ့ပတ်သက်ပြီးတော့ licensing အကြောင်းတွေပါသိချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုဒီဗီဒီယိုလေးအောက်မှာ comment ရေးထားခဲ့လို့ရပါတယ်ဒါကိုကျွန်တော်ကို direct message ပို့လို့ရပါတယ် chat box ကနေပြီးတော့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကဒီလောက်ပါIT နည်းပညာနဲ့လုပ်ငန်းခွင်ဆိုင်ရာဗဟုသုတတွေကိုမြန်မာလူရိုးရှင်းပြနားထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Techie Fatty Channel လေးကို like follow နဲ့ subscribe လုပ်ထားကြအောင်မေးပေးပါနဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောင်တော့ပါ